ကဘာပေါ်မှာဆန်စားဆုံးနိုင်ငံကဘာပေါ်မှာလူတွေအများဆုံးစားသုံးနေတဲ့အစားအစာအသားလည်းမဟုတ်ပါဘူးပေါင်မုံလည်းမဟုတ်ပါဘူးအဖြေကတော့ဆန်ဖြစ်ပါတယ်မြန်မာနိုင်ငံမှာဆန်ဟာအစားအစာတစ်မျိုးမဟုတ်ပါဘူးနေ့စဉ်ဘဝရဲ့အခြေခံပါမနေ့နေ့လေညံဟင်းရှိမရှိထမင်းမပါရင်အစာမစားသေးဘူးလို့ခံစားရတတ်ပါတယ်ဒါကြောင့်မြန်မာနိုင်ငံဟာလူတဦးချင်းလိုက်ဆန်စားသုံးမှုမြင့်မားတဲ့နိုင်ငံအုပ်စုတွေကိုတဘာဝအတိုင်းပါဝင်လာတာဖြစ်ပါတယ်ဒါပေမဲ့ဆန်ကိုအလွန်ကြုံမိခိုနေခြင်းကနေ့စဉ်ဘဝပေါ်တိတ်တိတ်လေးတက်ရောက်နေတဲ့နောက်ဆက်တွဲအကျိုးသက်ရောက်မှုတွေကိုလည်းဖြစ်ပေါ်စေနိုင်ပါတယ်ပထမအချက်ကတော့အာဟာရမညီမျှလာခြင်းဖြစ်ပါတယ်ဆန်ကအင်အားပေးနိုင်ပေမဲ့ပရိုတိန်းအမြင့်တက်တုတက်တွေကိုလုံလောက်အောင်မပေးနိုင်ပါဘူးထမင်းကိုအဓိကထားပြီးဘယ်ဟင်းသီးဟင်းရွက်ငါးသားနေပဲစားမယ်ဆိုရင်အာဟာရမပြည့်စုံတဲ့အခြေအနေကိုဖြည်းဖြည်းရောက်လာနိုင်ပါတယ်ဒုတိယအချက်ကတော့ခန္ဓာကိုယ်အင်အားရရှိပုံမတည်ငြိမ်လာခြင်းဖြစ်ပါတယ်ထမင်းကိုများများစားတဲ့အခါအစမှာအင်အားရှိတယ်လို့ခံစားရပေမဲ့ခဏကြာလာရင်ပင်ပန်းလွယ်အိတ်ချင်လာတာမျိုးကြုံရတတ်ပါတယ်ဒါဟာအစားအစာပေါင်းစပ်မှုမမျှတတဲ့အတွက်နေ့စဉ်လုပ်ငန်းတွေကိုထိခိုက်စေနိုင်ပါတယ်တတိယအချက်ကတော့ယောဂအန္တရာယ်ဖြည်းဖြည်းမြင့်လာခြင်းဖြစ်ပါတယ်လှုပ်ရှားမှုနေတဲ့လူနေမှုပုံစံနဲ့ထမင်းများကြီးစားတာကိုနှစ်ရှည်ဆက်လုပ်နေမယ်ဆိုရင်စီးချိုသွေးချိုသွေးတို့လိုနာတာရှည်ယောဂတွေဖြစ်လာနိုင်ခြေမြင့်လာပါတယ်ဒါဆိုဆန်စားတာကိုရဲရမလားမဟုတ်ပါဘူးအရေးကြီးတာကဆန်ကိုအခြေခံထားပြီးပဲဟင်းသီးဟင်းရွက်ငါးသားတွေကိုမျှတာစွာတွဲစားနိုင်ဖို့ပါပဲမြန်မာနိုင်ငံမှာဆန်ဟာမရှိမဖြစ်ဆိုပေမဲ့ဘလော့ကိုကျန်းမာစေဖို့ဆိုရင်အစားအစာများတမှုကအရေးကြီးဆုံးပါဒီလိုမျိုးနေ့စဉ်ဗဟုသုတတွေအတွက် Daily Bite ကို follow လုပ်ပေးခဲ့ကြပါဦး